ငါလေငါလုံးဝမချင်တဲ့ဘူးတိလားအဲ့ဒီကောင်မမွေးလာကြရအသေးလေးမွေးရမှာဟဲ့အခုတော့လေနေရတကတူတိတူတက်အခုဆိုငါတို့ကြည့်လေဩဇာသေးတွေရောင်းလိုက်တာဆိုတာငါပြောတဲ့အတိုင်းသာလေမွေးလာကြရအဲ့ဟာမှာအသေးလေးမွေးလို့ရှိရင်အခုလိုဩဇာသေးတွေရောင်းခံမှာမဟုတ်ဘူးငါဆိုတဲ့လေကောင်မလေငငယ်လေးကသူများအကြောခံခဲ့တဲ့ကောင်မမဟုတ်ဘူးအခုတော့ဟဲ့မပြောချင်ပါဘူးဟဲစကောကားတွေဘလောက်ခွေပြောကောနေရလဲမော်ကာမီစင်ကြောကားသွားမှဖြစ်လေပြောကတ်နိုင်တော့ကတ်နေမယ်ကျမော်ကားလေကောကောင်းနေကျင်းညာပဲအမလေးနီးရလဲကြောက်လိုက်တာဆိုတာဒုက္ခပဲကြောက်ချီတွေပန်းတာလားဟာလားဟမ် तू ကဟိုအောင်မှာကျမတို့ကအပေါ်တက်မှလေမချောင်းနိုင်ပါဘူးကဲအဲ့ဒါထားလိုက်တော့နော်ခံရခတ်တာလေကျမတို့ကအချော်ကောက်လေအချော်ကောက်ဆိုတာယောက်ျားလေးကြိုက်မယ်တငယ်ကြိုက်တယ်လေကိုကတငယ်ကိုကိစ္စဖန်လဲ तू ကဂျားဖြတ်လို့ဖြတ်ကြီးဝင်တားနေတာလေငါတို့ကတကယ်တမ်းကြောက်လို့ရှိရင်ဗဇက်ပြောပဲရှိတာ तू ကတကယ်တမ်းလက်တွေ့လက်တွေ့ရတာခန်းနေတာဒါတော့ရှင်မတော်မတရားမပြောနဲ့နော်မော်ကာမီစင်ကလေကျမော်ကားရဲ့ရှင်မှာလေအဲ့လိုမျိုးမနှော့ကေဘူးတော့မဲလေဒုက္ခပဲစဉ်းစားတော့မရအောင်တငယ်နဲ့တော့လူရှိမှနေမလားအေးညီတော်တငယ်ရှိနေလားလူရှိနေလားအဲ့ဒါပဲနေပါမလဲအေး तू လည်းနေမလားလို့ကိုရကြရင်တော့ကလေးမမတရှူရှဲဖြစ်နေမှာပေါ့ရှူရှူရှဲရှဲမဲကောင်းမဟဲ့ထုံထုံမယုံနဲ့ပြိုတာတော့ညီမကောင်းရှူမကောင်းလေကဲထားလိုက်တော့နော်အဲ့တော့ညီငါလေးနေရတာပြောတယ်မှတ်လားအရန်ပြောတာပေါ့ကျမလေရှင်တဲ့နေရာလေတအားပြောတာဟိုမော်ကာမီစိန်နဲ့ဆိုရင်လေကျမော်ကမှမလေးစိတ်တအရန်ညစ်တာပဲတနေ့တနေ့လေပောက်ကူမြဖက်လိုက်တာဆိုတာမလေးဖောက်မှာပေါ့အေးတခါစုံမလဲလို့ရှိရင်မြောက်အီးပေါက်တဲ့အတိုင်းမလေးဘူးနဲ့မပြီးနိုင်ဘူးလေအဲ့ဒါကြောင့်မလို့အဲ့ကောင်မရှိဦးတဲ့ချောင်ကြီးဖြစ်နေတာအဲ့ဆိုရှင်မော်ရယ်ကြောက်ပါမော်ရယ်ကြောက်တယ်ရိုက်လိုက်ပါရိုက်လိုက်ပါဦးလေဟဲ့အဲ့ဒါထားလိုက်အောင်တိလားဒီကတိုင်လုပ်တယ်ညာကြီးလုပ်ရှာရှိတယ်လုပ်တယ်ဟုတ်တယ်ဟဲ့ဒီကလုပ်ရှာရှိတယ်လာ